အားလုံးပဲမင်္ဂလာပါရေမွ YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဒီ video လေးကတော့ကျွန်တော် Gmail password အသစ်ချိန်တဲ့နည်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်ဒီ video လေးမစတင်ခင်မှာကျွန်တော်ရဲ့ YouTube channel လေးကို subscribe like and subscribe လေးလုပ်ထားပေးကြပါအောင်ခင်ဗျာကျွန်တော်နောက်ထပ်နည်းပညာ video လေးထပ်မံတင်ပေးသွားပါဦးမယ်ဒါဆိုရင်ကျွန်တော်တို့ video လေးစလိုက်ကြရအောင်ကျွန်တော် Gmail password ကိုအသစ်ချိန်မှာဖြစ်တဲ့အတွက် Gmail ထဲကိုတစ်ချက်ဝင်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်ဒီမှာဝိုင်းပြတဲ့နေရာလေးကိုတစ်ချက်ဝင်လိုက်မယ်ပေါ့နော်โอเคအဲ့ဒါလေးတစ်ချက်ဝင်ပါမယ်ဝင်ပြီးလို့ရှိရင် password ချိန်မဲ့ account တစ်ခုကိုရွေးပေးရပါမယ်အဲ့တော့ကျွန်တော်ဒီချစ်သူဆိုတဲ့ account လေးကိုကျွန်တော်တစ်ချက်ချိန်ပါပေါ့နော် password အသစ်ဟုတ်ပြီနော်အဲ့ဒါလေးကိုကျွန်တော်ရွေးပေးလိုက်မယ်ထားလိုက်ပေါ့နော်ဒါဆိုရင်သူပြောင်းသွားမယ်ပြောင်းသွားပြီးအဲ့နေရာလေးပဲထပ်ဝင်လိုက်ပေါ့နော်ဝင်ပြီးပြီဆိုရင်ရပြီဒါဆိုရင်ကျွန်တော်ဘယ်နေရာဆက်သွားမလို့ဆိုရင်ဒီမှာဒီအောက်နာမှာပေါ့နော်ကျွန်တော်ဝမ်းပြတဲ့နေရာကိုတစ်ချက်နှိပ်လိုက်ပါမန်နေရွာ Google account ဆိုတာကြီးတစ်ချက်နှိပ်ပါနှိပ်ရင်ဒီအထဲရောက်လာပြီဆိုရင်ဒီမှာကျွန်တော်တို့ချိန်လို့ရမယ်ချိန်လို့ရမယ်နေရာနှစ်ခုရှိတယ်ပေါ့နော်ပထမဆုံးတစ်ခုကဒီနေရာပေါ့နော် security and sign in ပေါ့နော်အဲ့ဒါတစ်ခုရှိမယ်နောက်တစ်ခုကGoogle password ဆိုတာရှိမယ်နော်အဲ့နှစ်ခုထဲမှာကျွန်တော်ကြိုင်းတဲ့နေရာဝင်လို့ရတယ်ပထမဆုံးဒီမှာကျွန်တော်security and sign in လေးကိုတစ်ချက်ဝင်ပြမယ်နော်ဒီကောင်ကနည်းနည်းဆောက်တော့ပေါ့နော်ဒီမှာ two step ပဲအားလုံးခံလို့ရတယ်နော်ဘယ်နေရာမှာတက်ချင်းရမယ်ဆိုရင်အဲ့ထက်ဝင်ပြီးဆိုရင်နည်းနည်းလေးဆွဲတင်လိုက်ပေါ့နော်နည်းနည်းဆွဲတင်မှာပေါ့ဆွဲတင်ပြီးဒီမှာ password ဆိုတာတွေ့မယ်နော် password ဆိုတာတွေ့လိမ့်မယ်အဲ့နေရာကိုကျွန်တော်ကဝင်လိုက်ရင်ဒီမှာချိန်လို့ရပြီပေါ့နော်အဲ့တော့ဒါဆိုသူအသေးရပြီပေါ့နော်အသေးချိန်လို့ရပြီနောက်တစ်ခုကိုကျွန်တော်ဝင်ပြမယ်နော် Google password နေရာလေးကိုဝင်ပြမယ်ဒီမှာ Google password လေးချက်နှိပ်လိုက်ပါခုနကတော့တူတူပဲနော်ခုနဝင်နေရတဲ့ဒီနေရာတူတူပဲအဲ့တော့ကျွန်တော်တို့ကဒီမှာရောက်သွားပြီဒီနေရာမရောက်ခင်ကျွန်တော်တို့ screen lock တောင်းလိုက်မယ်နော် screen lock ကိုထည့်ပေးလိုက်ရင်ဒီလိုဝင်သွားလိုက်မယ်နော်ဝင်သွားပြီဆိုရင်ဒီမှာကိုထည့်ချင်တဲ့password အသစ်ကိုထည့်လို့ရပါပြီအဲ့တော့ကျွန်တော်ဒီမှာတစ်ချက်ပြမယ် password အသစ်ကိုထည့်ပြမယ်နော်ရမရဆိုတော့တစ်ချက်ကြည့်မယ် okay ပြီးတော့ကျွန်တော်ဘယ်လိုထည့်မလဲဆိုရင် CHID ချစ်သူဒီမှာနော်မျက်လုံးလေးကိုကျွန်တော်ဖွင့်ကြည့်လို့ရတယ်ကိုလောက်လာကိုရေးနေတာကိုတွေ့ရတာပေါ့နော်မျက်လုံးလေးဖွင့်လိုက်ချစ်သူတီနော် okay အဲ့တော့အပေါ်အတိုင်းပဲနော် new password ဒီနေရာအတိုင်းပဲအောက်မှာလည်း confirm new password ထည့်ပြန်အပေါ်အတိုင်းပြန်ထည့်ပြန်မနော်ဒါလေးကိုလည်းမျက်လုံးဖွင့်ကြည့်လို့ရနော် okay CHID ချက်oh sorry အပေါ်ရောက်ပါနော်မရှိပြီးတော့ဒီရောနော် okay ဒါဆိုရင်ရပြီနော်ဒါဆိုအပေါ်အတိုင်းလေးရပြီဆိုရင်ဘယ်နေရာဆက်နေရမလဲဆိုရင်ဒီမှာ change password ဆိုတာနှိပ်မယ်ဟုတ်ပြီနော် okay ကျွန်တော်နှိပ်လိုက်မယ် okay ဒါဆိုရင်ရပါပြီနော်ဒီမှာတွေ့လားဆက်စပူးပြပါပြီဒီမှာပေါ့နော်ဆက်စပူးပြပါပြီနော် password change ဆက်စပူးဆိုပြပါပြီပြီးတော့ဘယ်နဲ့ဆက်နေဒီမှာ close ဆိုတာလည်းတစ်ချက်နှိပ်လိုက် close နှိပ်လိုက်လည်းရတယ်နော်ဘာမှမဖြစ်ဘူးကြတဲ့နှိပ်ဒီ standard gas standard ကိုနှိပ်လည်းရတယ်ဒါဆိုရင်ကျွန်တော်ရပြီပေါ့နော်အချိန်မြင့်အသစ် password change ပြီးသွားပြီပေါ့နော် password အသစ် change ပြီးသွားပါပြီအဲ့တော့ဒီမှာကျွန်တော်တို့ဟိုစားတွေဒီမှာ recover ကြီး Gmail ထည့်ရမှာပေါ့နော်ကျွန်တော်တို့ Gmail account อ่ะပေါ့နော်log ရမပြုတ်ကြခြင်းဘူးဆိုရင်account ရရေးမပြုတ်ကြခြင်းဘူးဆိုရင်ဒီမှာ recover ကြီးဒီဒါဆိုရင်ကျွန်တော်ရဲ့ view လေးကတော့ဒီလောက်ပါပဲအခုကျွန်တော်ပြပေးသွားတာကတော့ Gmail password အသစ်ချိန်တဲ့နည်းလေးပဲဖြစ်ပါတယ်ဒါဆိုရင် message လို့အားလုံးကျွန်တော်လုပ်ပြတဲ့နည်းလေးအတိုင်းလဲလို့ရမယ်လို့မျှော်လင့်ပါတယ်
ကျွန်တော်ရဲ့နီးပညာဗီဒီယိုတွေထပ်မံကြည့်ရှုချင်တယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လေးလုပ်ပြီးထားကြပါအောင်ခင်ဗျာ